မှာကွယ်ခဏတာရောက်လာတာကိုကြောက်စရာဘဝလို့မမြင်ရရောက်ရရက်မှာတောင်းတင်ပြီးပေါင်းပြီးခဏီကြသွားလာကြတယ်လူဘဝမှာကွယ်ခဏတာရောက်လာတာကိုကြောက်စရာဘဝလို့မငြင်းရရောက်ရရက်မှာတောင်းတင်ပြီးပေါင်းပြီးခတ်နေကြတယ်နေ့ရက်တွေများလို့နေသလားမစင်ကမိမတွေးမိဘူးလားစိတ်ကူးရင်ကြောင့်မမိမောနီးကြပြန်ရဝဲနေဟာဝင်ဖို့အတိုင်းကိုလူဟာသေးဖို့ဒုဆိုင်နေပါလေအချိန်တစ်စိတ်ကိုတိတ်လောက်ထင်ပြီးမစင်မချင်းပျော်မြူနေရတယ်အချိန်တန်အိမ်ပြန်တဲ့အခါဘာတွေယူသွားကြမလဲဘာတွေပါလာမလဲတဲ့ကွယ်ကွယ်ဒီပါနေစားကွယ်ဘာဆိုဘာမှမေမေညရလဲမရှိအတီးထောက်ခဲအဝင်းနဲ့နေသူတွေရဲ့ပြောပြရင်မာရဲ့စောတကမတပါနေလားပြင်းစင်သင်မရဲ့နဲ့မပြင်းစင်ဘုံပိုင်းပစ္စည်းတွေကိုကိုယ်ပိုင်နဲ့ထင်းနဲ့သမှုရရတွေငင်းဒုက္ခနွယ်နွယ်တော့ကွယ်သွားရင်တော့မယ်တတိအတိလေးကကရဲ့ဖြစ်ပျက်ကိုရှုအနေစာရောရင်စင်ကြီးမွေလျောဘုရားမှာပြောရင်နေပါအကျိုးမြော်နှိုးစား